ရှာလင်းတယောက်နိုးလာပြီးအိမ်မက်မဟုတ်ပဲတကယ်ဖြစ်နေရကြောင်းလန့်သွားပါတယ်။ရန်မေးကဒီနေရာမှာကဲမချင်းမရှိတဲ့ဝိညာဉ်တွေနေရတာလို့ပြောလိုက်လို့သူ့ကိုယ်သူချောသွားပြီလို့ထင်ပြီးအောင်ငိုပါတယ်။ရန်မေးကမချောသေးကြောင်းပြောပြမှာရှာလင်းနဲ့စိတ်အေးသွားပါတယ်။ရန်မေးကဆက်ပြီးလောရှာလန်းဝယ်ပေါက်မှာဝိညာဉ်လက်ခံသူတွေကဖြတ်ကျော်နိုင်ကတင်မျိုးတွေဖြတ်ကျော်လို့များတဲ့နန္ဒမိတ်ရှိရလို့ပြောပါတယ်။တင်မျိုးတယောက်ကဖြတ်ကျော်ခဲ့ရင်တော့စစ်သူကြီးကမှတ်ညံကိုဖြောက်ဖို့အော်နအာယောကျော်တွေကိုဖြတ်ပြရလို့ပြောလိုက်ပါတယ်။ဒါကမလူလားအတက်ပြဿနာတွေကိုရှောင်ဖို့ပဲလို့ပြောကမှတ်ညံဖြောက်ဖို့ရှာလင်းနဲ့ကတ်သွားပါတယ်။ရှာလင်းလည်းကြောက်လန့်နေပြီးရန်မေးကိုသူ့အိမ်နဲ့ပစ်ပေါက်လိုက်ပါတယ်။စားရိုက်တဲ့ကစားရက်တွေလွန်းထွက်ကုန်ပြီးဗီဒင်ဆရာရဲ့လိပ်စာကအာလျံစီကျသွားပါတယ်။အာလန်လည်းရန်မေးကိုပြလိုက်တော့ရှာလင်းကိုဒီကိုဘလို့ရောက်လာတာလဲလို့မေးလိုက်ပါတယ်။ရှာလင်းလည်းသူ့ဖုန်းထဲကအလုပ်ခေါ်စာမက်ဆေ့ကိုပြလိုက်ပါတယ်။အာလန်ကဒီစာကစိတ်ဆွမ်းအားစာဖြစ်ပြီးလူသားကဟေရှမ်းအထက်မှာရှိမှဖတ်နိုင်တဲ့အကြောင်းပြောပြပါတယ်။ရန်မေးလည်းရှာလင်းစီမှာဘာစိတ်ဆွမ်းအားမှမခံစားရတာကြောင့်ထူးဆန်းနေပြီးကတ်ကိုပြကဗီဒင်ဆရာနဲ့ပတ်သက်မှုကိုမေးလိုက်ပါတယ်။ရှာလင်းလည်းဗီဒင်ဆရာကြောင့်ဘဲကြီးဆိုင်ရတဲ့တိုင်းပြည်ရဲ့အကြောင်းပြောပြလိုက်ပြီးရန်မေးကရှာလင်းကိုသူနဲ့အပြင်လိုက်ခဲ့လို့ပြောပါတယ်။ရှာလင်းကဇီဒီတစ်ပင်ကိုကြည့်နေတော့ရန်မေးကအိမ်ပြန်လိုက်ဖို့ပေးဖို့ဆိုင်ကယ်ပေါ်ခေါ်လိုက်ပါတယ်။ရှာလင်းကလွန်ရှာလန်ကိုအစကတလန်းနဲ့ထင်လာတာအကြီးကြီးပဲလို့ပြောလိုက်တော့ရန်မေးကအစကတလန်းနဲ့ပဲလူရည်တိုးလာတာနဲ့စစ်ပွဲတွေကြောင့်ဝိညာဉ်ဦးရည်အမြန်တိုးလာလို့အကြီးကဲတွေကအပြေးအဝမထိန်ဆုံးနိုင်တော့တဲ့အကြောင်းပြောပြပါတယ်။တဲလောကကတိတ်ဆုံးသူဝိညာဉ်တွေတွားမဲ့နေရဖြစ်ပြီးအဲ့ကိုမတွားခင်အကြီးကဲတွေစီကကဲမချင်းကိုဆောင်ရပါတယ်။အဲ့လိုမဆုံးနိုင်တဲ့ဆောင်ရမှုမှာတချို့ဝိညာဉ်တွေကစိတ်မရှိတော့ပဲလူသားတွေကိုတိုက်ခိုက်တဲ့မိစ္ဆာဝိညာဉ်တွေဖြစ်လာကြတာပါ။အဲ့ဒါကြောင့်အကြီးကဲတွေရဲ့ကဲမချင်းကိုစောင့်နေကြတဲ့ဝိညာဉ်တွေကိုအခုပြောင်းနေရကိုခေါ်လာဖြစ်ပြီးအဲ့နေရာကတော့ဒေါ်ရှာလမ်းမဲ့လို့ပြောပြလိုက်ပါတယ်။ရှာလင်းကရန်ပင်းအဆောင်ရှောက်အကြောင်းမေးလိုက်လို့ရှူရှူကိုပါဆင့်ခေါ်ပေးလိုက်ပါတယ်။ဝိညာဉ်တွေကိုဝိညာဉ်လက်ခံသူတွေကစီမံတာ2000ကျော်ပြီလို့ရန်ပင်းကဆက်ပြောပြပါတယ်။ဝိညာဉ်လက်ခံသူဆိုတာကတော့အဆောင်ရှောက်ဝိညာဉ်တွေနဲ့လူသားတွေဖြစ်ပြီးတချို့ကမွေးကလေးကပါလာတာတချို့ကအထုတ်ပြီးရလာကြတာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အဆောင်ရှောက်ဝိညာဉ်ရလာတာနဲ့ဘာပဲလုပ်လို့အကူအညီရလိမ့်မယ်လို့ရှင်းပြလိုက်ပါတယ်။အဲ့အပြင်ဝိညာဉ်လက်ခံသူရဲ့အစွမ်းကသတ်မှတ်ထားတဲ့အဆင့်ကိုရောက်ရင်သူ့လိုမျိုးကြံ့ဝင်စစ်သူကြီးဖြစ်ပေးဖို့စီးုံနဲ့တမန်တော်ပို့ပေးလိမ့်မယ်လို့ပြောကအဆင့်တွေအကြောင်းမှရှင်းပြလိုက်ပါတယ်။လောရှာလန်ကတောင်ထက်ကိုဗဟိုပြုထားတာကြောင့်အစွန်းရောက်လာလေမိစ္ဆာဝိညာဉ်တွေညားလာလေပဲလို့ပြောကလီဘာကိုရှယ်ဆွဲပြီးတရန်ဆိုးတွေကိုဝင်တိုက်လိုက်ပါတယ်။ဆိုင်ကယ်လဲလေးပေါ်မြောက်တက်နေပြီးနေရနဲ့ပိုင်းပြီးတော့မှမို့ရှာလင်းလဲဖင်ပြောင်းအောင်နေပေမဲ့နန္ဒမိတ်အပေါက်ဖြစ်နေကအပြင်ကိုရောက်သွားပါတယ်။ရှာလင်းလဲသူ့ကိုသူလက်တွေးဘွားနဲ့ပုံရင်းရောင်ဘွားကဘာလဲလို့တူတွေကမေကိုထွနေခဲ့ပြီးအင်ရှိကိုရောက်လာပါတယ်။ရန်မင်းကကယ်ရီကတောင်းလို့ပေးလိုက်ကဗီဒင်ဆရာကလည်းဘဲကြီးလို့စစ်သူကြီးပဲလာလို့မေးလိုက်ပါတယ်။ဗီဒင်ဆရာကတရေလောကအတွက်ကြီးမြတ်တဲ့ဝိညာဉ်လက်ခံသူကိုရှာဖို့အကြီးကဲတွေကလူသားကဘာကိုပို့လိုက်တာဖြစ်ကြောင်းပြောပြပါတယ်။ရှာလင်းကသူ့ကိုသူဝိညာဉ်လက်ခံသူမဖြစ်နိုင်ဘူးလို့ပြောတာကြောင့်ရန်မင်းကသူ့လက်မှာစိတ်ဆွမ်းအားဆိုတဲ့စာရေးပြီးရှာလင်းကိုဖတ်ခိုင်းလိုက်ပါတယ်။နောက်ထပ်လမ်းမှာဖြတ်သွားတဲ့ရှာတိတ်တပွေကိုဖတ်ခိုင်းပေမဲ့ရှာတိတ်ကဘာစာမှမမြင်ရပါဘူး။ရန်မင်းလည်းဒီစာတွေကစိတ်ဆွမ်းအားစာတွေဖြစ်ပြီးမရခဲ့တဲ့မစိမ့်နဲ့အတူတူပဲလို့ပြောကဒီစာတွေကိုအစင်းမြင့်ဝိညာဉ်လက်ခံသူတွေပဲမြင်နိုင်တာလို့ရှင်းပြလိုက်ပြီးမင်းကဝိညာဉ်လက်ခံသူပဲလို့ပြောပြလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်ဘီရင်ဆီယာနဲ့မပတ်သက်ရှင်လို့လောရှာလန်းကိုထပ်မသွားဖို့ပြောလိုက်ပါတယ်။ရှာလင်းလည်းဘီရင်ဆီယာကအကြီးကဲတွေအတွက်အလုပ်လုပ်တာဖြစ်လို့ရန်မင်းကိုတရေလောကမှာနေရမြင့်မရချင်ဘူးလားလို့မေးခွန်းထုတ်လိုက်ပါတယ်။ရန်မင်းကသူကြက်ဝင်စစ်သူကြီးလုပ်တာအကြီးကဲတွေနဲ့ဘာမှမဆိုင်ဘူးသူလုံးရှင်လို့လုပ်တာဖြစ်ပြီးသူသိတာကလောရှာလန်းကသူ့ပိုင်နဲ့ပဲလို့ပြောကထွက်သွားပါတယ်။စောင့်ကြည့်နေတဲ့ဘီရင်ဆီယာကတော့ရန်မင်းကိုအရင်လိုတစွတ်လုံးနိုင်ရင်တုံးပဲလို့ပြောနေပါတယ်။